ပြောပြမယ်အကြောင်းအရာလေးကတော့ကျွန်တော်9တန်းနဲ့9တန်းထိတက်ခဲ့တဲ့အကြောင်းရဲ့မိန်းကလေးအိမ်သား6တက်တည်းအကြောင်းပဲဖြစ်ပါတယ်။အဲတော့အချိန်တွေကိုပြန်တွေးမိလို့ရှိရင်ကျွန်တော်အကြောင်းတော့ပြန်မတက်ချင်တော့ပါဘူး။ကျွန်တော်9တန်းတော့အကြောင်းရဲ့အပေါ်ဆောင်မှစတင်ရတာပါ။အဲအပေါ်ဆောင်ကနေဟိုးနောက်ကိုတက်တက်ကြီးသွားပြီးလို့ရှိရင်စတိုကန်းကြီးရှိပါတယ်။မောင်းမဲပြီးတော့တန်စကားကွက်ကြီးတွေနဲ့ကားထားတဲ့အခန်းကြီးဆိုတာလွယ်လို့ရှိရင်ဘာတွေတိမ့်ထားလဲဆိုတာမမြင်ရပါဘူး။အဲစတိုကန်းပေးရလှေကားအတိုင်းဆင်းသွားပြီးလို့ရှိရင်လမ်းရှည်ကြီးဟိုးနောက်ကိုဆက်သွားလို့ရှိရင်မိန်းကလေးအိမ်သားရောက်ပါတယ်။အိမ်သားတော့10လုံးတွေပါ။အဲထဲမှာနံပါတ်1နဲ့10အရင်6တယ်လို့နာမည်ကြီးပါတယ်6ပုံ6နည်းတစ်ခုချင်းကိုကျွန်တော်ရှင်းပြပါမယ်တစ်ခုကတော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းအိမ်သာသွားတာပေါ့ကျွန်တော်တငယ်ချင်းကအိမ်သာနံပါတ်10မှာတက်နေတော့သူ့ထဲကနေပြီးတော့တောက်ဖက်နဲ့တန်နေတောက်တောက်နဲ့ကြားပါတယ်တဲ့သူထင်တာတော့ဆီယမတယောက်ယောက်အိမ်သာတွေကိုဝင်လာတယ်လို့ထင်တာပါဒါပေမဲ့အပြင်မှာကျွန်တော်တယောက်တည်းဆောင်နေတာခင်ဗျကျွန်တော်ကတော့အဲတောက်ဖက်နဲ့တန်ကိုမကြားပါဘူးသူကအပြင်ကိုထွက်လာပြီးလက်ဆေးနေတော့ခုနကပဲဆီယမဝင်လာတာလဲဆိုပြီးမေးပါတယ်အမှကျွန်တော်ကလည်းဘယ်ကဆီယမလဲဘူးမှမလာပါဘူးပေါ့သူကလည်းငါတောက်ဖက်နဲ့တန်ကိုကြားရလေဆိုတော့မှတယောက်မျက်နှာတယောက်ကြည့်ပြီးတော့တရွေးတွေမျိုးချမိပါတယ်ဘာလို့လဲဆိုတော့အိမ်သာခန်း30မှာတောက်ဖက်နဲ့တရေ6တဲဆိုပြီးတော့နာမည်ကြီးလို့ပါဟိုးရင်အเจ้าမဆောက်ခင်တော့အเจ้าကဆေးရုံအဟောင်းကြီးပဲရှိပါသေးတယ်အဲတော့ဆေးရုံလားဆောင်ပေးတဲ့အသက်ငယ်ငယ်ကောင်မလေးကဆေးရုံခေါမိုးတက်ကိုတက်ပြီးတော့ဓာတ်ပုံရိုက်ပါတယ်တဲ့အမှတောက်ဖက်နဲ့နှစ်ဖက်စလုံးကိုချုပ်ပြီးတော့လက်မကိုင်းပြီးတော့ပုံရိုက်မလို့လုံရင်းနဲ့တောက်ဖက်နဲ့တစ်ဖက်ကအရှိန်လုံးပြီးတော့အောက်ကိုပြုတ်ကျသွားပါတယ်ဟိုအောက်ထိပြုတ်ကြတာမဟုတ်ဘဲနဲ့အောက်ထက်ကအစွန်လေးမှာတင်ထားရင်းနဲ့အဲ့လိုပုံစံလေးပေါ့အနားမှာတင်နေတာမလို့ငုံပြီးတော့ကောက်ရင်းနဲ့အရှိန်လုံးပြီးတော့အခုပြုတ်ကြပြီးတော့တိတ်ဆုံးသွားတာပါတဲ့အဲ့ကောင်မလေးအလောင်းတော့ရင်ခွဲရုံမှာပဲရင်ခွဲပြီးတော့အဲ့အောက်မှာမြုပ်ထားတာပါဒါမဲ့ဒါတွေကကြားလာတော့ယုံနှံစကားတွေလိုဖြစ်လာတယ်ဆိုပေမဲ့ခန်း30မှာတက်လို့ရှိရင်ထောက်ဖက်နဲ့တန်ကြားနေရတယ်ဆိုတာတော့တကယ်ပါကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းလဲကြောက်တာနဲ့ပြေးတော့မပြေးပဲနဲ့ခြေလမ်းအောင်မပြေးုံတမဲ့ခတ်သွက်ရှောက်ပြီးတော့အခန်းကိုပြန်ပါတယ်ဒါမဲ့အဲ့ဒီမှာစတိုကန်းဘေးကလေကားကိုရောက်တော့အပေါ်ဆုံးထိတက်ခါနီး2ထက်လောက်လို့မှကျွန်တော်ခြေတလုံးလက်အေးအေးနဲ့ဆွဲချတာကိုခံလိုက်ရပါတယ်ကျွန်တော်ကတော့အခုပြုတ်ကြမသွားပါဘူးဒါမဲ့ခြေလမ်းနေရတော့ရက်သွားပါတယ်လက်အေးအေးတစ်ဖက်ကလာကိုင်းနာကိုတိတိတတကြီးကိုခံစားရတာပါကျွန်တော်လမ်းလျှောက်နေရက်သွားတော့ကျွန်တော်တငယ်ချင်းကဘာဖြစ်တာလဲလို့မေးပါတယ်ကျွန်တော်လဲကြောင်းပြီးတော့အဲ့နေရာမှာပဲငါချီလျှောက်ကိုတယောက်ကလာဆွဲတယ်အဲ့လိုပြောတော့တငယ်ချင်းကဟိုကြီးတီကြီးလှုပ်ပြီးတော့ဆိုပြီးတော့အတန်းနဲ့ကြီးနဲ့အော်ပြီးတော့လန့်ပြေးပါတော့တယ်ကျွန်တော်လက်သူအော်ပြီးတော့ပြေးတော့လန့်ပြီးတော့လိုက်ပြေးရတာပေါ့အမှစာသင်ခန်းထဲကလူတွေကလည်းထွက်လာပြီးတော့အတန်းနဲ့ရောက်တော့မှဆရာမဘာဖြစ်တာလဲလို့မေးတော့စတိုကန်အတန်းစကားပေါက်တွေကိုဖောက်ပြီးတော့မြင်လာရတာငုတ်တုတ်ကြီးအမောင်ထဲမှာမျက်လုံးနီးနီးတွေနဲ့လို့ပြောပြီးတော့ငိုပါတော့တယ်ကြောက်တယ်ဆိုပြီးတငယ်ချင်းကငိုတာအငိုမရက်တော့ပါဘူးငုတ်တုတ်ကြီးရီးပြနေတယ်ဆိုပြီးတော့လည်းပြောရင်းနဲ့ငိုပါတယ်ဆရာမတွေကလည်းရိမ့်မိပြီးတော့ဖះเจ้าဆောင်ဘောကတောက်တော်ရည်ယူပြီးတိုက်ပါတယ်ဒါမဲ့ तू ကအရန်ကြောက်နေတာမလို့မိဘတွေကိုခေါ်ပြီးတော့နေတစ်ပိုင်းပေးနာလိုက်ရပါတယ်အဲ့တော့ကိစ္စကတော့တော်တော်နာမည်ကြီးသွားတာခင်ဗျအိမ်သာသွားဖို့ဆိုလို့ရှိရင်ထမင်းစားချိန်ရောက်မှအုပ်စုကြီးနဲ့သွားတာပဲဖြစ်ဖြစ်တခြားလမ်းကနေသွားတာပဲဖြစ်ဖြစ်ပဲလောက်ကြပါတော့တယ်အဲ့ဒီစတိုကန်ဘေးကနေလုံးဝမဖြတ်တော့ပါဘူး